နိဗ္ဗာန်သွားပြီးဆောင်းချမ်းချမ်းသာမယ်ထင်ဘောခမရတို့ကတုံးတွေချင်းထဲတာလားပရိသတ်ဘက်မူကြီးဘက်ကမနေနဲ့ဆောက်တော်သားတွေရဲ့နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာခမရတို့ကတုံးတွေမဟုတ်ဘူးအဲ့ကောင်တွေကလိန်သားယုံပဲဟောတာခမရတို့ခြေတော့တောင်တိုင်းပြည်မှာရှိတဲ့ရန်ရှင်လုံးမိဘပြည်သူများမင်္ဂလာပါခင်ဗျာကရင်ပြည်နယ်ကနေနှုတ်ဆက်လိုက်ပါတယ်ကရင်ပြည်နယ်ပွဲကိုကရင်ပြည်နယ်ကိုရောက်နေပြီမဲ့နီးလေးဖြစ်ပေမဲ့မထွားနိုင်ဘူးနည်းနည်းဖျားကျင်တယ်လို့ဖြစ်တယ်ပေါ့အလုပ်တွေကိုဦးစားပေးပြီးလုပ်နေလို့တိခမီနားထောင်ပေးစီခြင်းနဲ့နော်ကိုကင်လို့ရတယ်စိုးကျိုးတွေတောင်ပေးလို့ရတယ်ကိုကြီးကျော်တို့ဗပဲမောင်တိတ်တယ်တို့မနေလေးနော်ဒီလိုနှစ်စိမ့်နှစ်ပိတ်တာတွေကိုအိမ်မှာခေါ်ထားရင်အိမ်မှာနေရာပေးထားရင်တို့ကနေမှာဖြစ်ပါတယ်လူတို့ရှင်းပြောတာကိုစိုးကျိုးတောင်ပေးနိုင်နေဆိုရင်တို့ပူဇော်ပတ်တာနေတာကောင်းကျိုးတွေပေးနိုင်ရမှာပေါ့ပူဇော်ပတ်တာနေဟုတ်လားထင်းနေရှာရှာချမ်းသာသွားအောင်ကုညီမဆနိုင်ရမှာပေါ့အဲ့ဒီလိုတော့မလုံနိုင်တဲ့ဒီလိုနတ်ပိတ်တာတွေကိုအိမ်မနေရပေးတာမှန်လားပူဇော်ပတ်တာနေတာကိုယ်ကနေနေတာမှန်လားကိုယ့်ဘာသာကိုတွေးပါ It's all right do you understand တချက်ဘုန်းကြီးတွေကရုံးတွေဆိုတာဟာတန်ခါဆိုတဲ့အဆူဝေးကြီးကိုတဲပြီးပြောတဲ့သဘောရှိတယ်ရည်ညွှန်းပြီးပြောနေတဲ့သဘောရှိတယ်အမတမအခုလိုကြည်တယ်ညီလေးညီမလေးများပုဂ္ဂိုလ်တစ်ပါးနှစ်ပါးကိုရည်ရွယ်ပြီးပြောနေတာမဟုတ်ဘူးနော်လိုက်မလို့ကြဘူးထပ်ပြီး message ပေးလို့တယ်မြတ်စွာဘုရားရှင်လက်ထက်မှာတော့ဒါနနဲ့တန်တဲ့ပုဂ္ဂိုလ်ကိုဒါနတရားဟောတယ်သီလနဲ့တန်တဲ့ပုဂ္ဂိုလ်ကိုသီလတရားဟောတယ်ဘာဝနာနဲ့တန်တဲ့ပုဂ္ဂိုလ်ကိုဘာဝနာတရားဟောတယ်တဗုဒ္ဓဂါထာနဲ့နိဗ္ဗာန်ရနိုင်တဲ့ပုဂ္ဂိုလ်ကိုယဟန္တာဖြစ်နိုင်တဲ့သောတာပန်တရားကံတည်နိုင်တဲ့ပုဂ္ဂိုလ်ကိုတဗုဒ္ဓဂါထာပဲဟောတယ်ဟောလို့မရတဲ့ဟာလားပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ပြောလို့မရဆုံးမလို့မရတဲ့ပုဂ္ဂိုလ်တွေဥပမာစိန်စမာနတို့လိုဒေဝရတ်တို့လိုသုပ္ပဗုဒ္ဓလိုအဲ့လိုပုဂ္ဂိုလ်တွေဆိုအဖြစ်ကပြူထားတယ်ဒီခေတ်စုတ်ကရဲ့ရည်စည်းကြောင်းထဲမှာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးပဲဟောရင်ဖြစ်နိုင်လားတွေးပါသင်ယူစရာများလာတဲ့ဒီခေတ်ကြီးထဲမှာနော်ကုသိုလ်ဟာဘာလဲအကုသိုလ်ဟာဘာလဲသီးခြားသိနိုင်မှုအတွက်ဒါနဟောတဲ့ဟောရတယ်သီလဟောတဲ့ဟောရတယ်ဘာဝနာဟောတဲ့ဟောရတယ်အချင်းကားကိုကြည်ပြီးတော့မြတ်စွာဘုရားဟာလည်းပဲသဗ္ဗညုတရှင်ဉဏ်တော်ကြီးနဲ့ကြည်ပြီးတော့အလုပ်လုပ်ခဲ့တာဖြစ်တယ်ဒီကိမှာရှိတဲ့ယဟန်ပုဂ္ဂိုလ်တွေဟာလည်းပြိတ္တရဲ့အချင်းကားကိုကြည်ပြီးတော့တယောက်နဲ့ယောက်လည်းဟောတာမဟုတ်ဘူးနော်ပြိတ္တအများကိုခြုံမိငုံမိအောင်ဟောပြောရတာမျိုးဖြစ်တယ်ဝိပဿနာတရားနာခြင်းဝိပဿနာတရားကိုထောက်နာလို့ရတဲ့ခေတ်ဖြစ်တယ်နော်တရားပွဲတွေတွားလို့ရတဲ့ခေတ်ဖြစ်တယ်ဒါကိုအမြင်အသေးအမြင်အတွေးတင်လောက်ကလေးနဲ့ပြောခြင်းဟာမှားယွင်းတဲ့ကိစ္စဖြစ်တဲ့ Star Stone ဆင်ခြင်နိုင်ပါစေနော်ပစ္စုပန်ဘဝမှာတော့အကျိုးပေးနိုင်တဲ့စွမ်းရည်ရှိတယ်လူငယ်များအတွေ့အကြုံမမားဖို့နဲ့နော်နှစ်စိမ့်နှစ်ပိတ်တာတွေကိုပူဇော်သင့်မပူဇော်သင့်